အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ခင်ဗျားချင်းတင်ငယ်ပြီးချက်ချင်းလေးတင်ပေးမှာဖြစ်ပါတယ်အားလုံးပဲ like ပါကြည့်ရှုပေးကြပါဦးခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာဒါကတော့ပါဝင်ပစ္စည်းလေးတွေဖြစ်ပါတယ်ဒါကတော့အသက်စားငပိပါငပိစေးပေါ့နောက်ပြီးတော့ခင်ဗျားချင်းတီးရဲ့ပဇော်6ရဲ့ကျက်တော်နီရဲ့ကျက်တော်ဖြူရဲ့ခလီပေးထားရပါမယ်။အမေအိုးထဲကိုစီထည့်ပါမယ်။အိုးထဲစီပူလာတဲ့ခြေကြားရင်းနဲ့နှိမ့်နှဲငယ်ထည့်ပါမယ်။ပြီးရင်တော့ကျက်တော်ဖြူနဲ့ကျက်တော်နီကိုထည့်ပြီးတော့ကြော်ပါမယ်။နားလေးမှွေပြီးတော့နီယိုလေးသားလာတဲ့ခြေကြားရင်ရောက်ပါပြီ။ပြီးရင်တော့ငရုတ်သီးကျဲမှုတ်လေးနဲ့စီတက်ပါမယ်ပြီးရင်တော့ငပိစေးလေးထည့်ကြော်ပါမယ်ငပိစေးနဲ့ချက်တော်ဖြူစီကျဲလေးတွေကိုအကုန်လုံးရောသမမှွေပြီးတော့နားလေးမှွေတဲ့ထိကြော်ပေးသွားပါမယ်ခုလိုမျိုးနေထားလေးရောက်လာပြီဆိုရင်ပဇော်ချုပ်ထည့်ပါမယ်ပဇော်ချုပ်ထည့်ပြီးတော့မှွေပြီးတော့ကြော်ပေးပါမယ်အားလုံးသမသွားမှွေပြီးတော့ကြော်ပါမယ်သမသွားကြော်ပြီးတော့တဲ့ခြေချာရင်ခင်ဗျားချင်းတီးလှီးရတဲ့ဟာတွေကိုထည့်ပြီးတော့တစ်ခါလဲကြော်ပါမယ်ခင်ဗျားချင်းတီးနဲ့ဆောအနှဲ့လေးတွေနှက်သွားအောင်မှွေပြီးတော့ရင်ရေလေးနဲ့ငယ်ထည့်ပါမယ်ရေလေးနဲ့ငယ်ထည့်ပြီးတော့ခြေချာရတာမှုထည့်ပါမယ်ဒါကတော့ငပိရေလေးနဲ့ငယ်ထည့်ပါမယ်လူတလည်းထည့်နေပါတယ်ပြီးရင်ဒါကတော့တကြားလေးနဲ့ငယ်ဖြစ်ပါတယ်တကြားလေးတစ်စုံပေါ့ပြီးရင်တော့ခြုံမို့လေးနဲ့ငယ်ထည့်ပါမယ်ငါကြိုက်ရတော့စားလေးနဲ့ငယ်ထပ်ထည့်လို့ရပါတယ်ကျွန်တော်ကတော့စားလေးနဲ့ငယ်ထပ်ထည့်ပါတယ်ကြက်သားမှုတွေကနဲ့ငယ်ထည့်ပါမယ်ပြီးရင်ရတာမှုတွေကိုရောပြီးတော့ခန်းချီပြီးပြီးချဲတဲ့ကိုထည့်ပါမယ်ထည့်ပြီးတော့မှွေပြီးသွားတဲ့ခြေကြရင်ခန်းချီပြီးကိုခဏလောက်နှံ့ပြီးတော့ထားပါမယ်ခန်းချီပြီးရီပျော်ပြီးတော့ခုလိုမျိုးနေထားလေးရပြီဆိုရင်တော့စားလို့ရပါပြီခင်ဗျာအားလုံးပဲဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ကြည့်ရှုအားပေးတဲ့အတွက်ပရိသတ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာကြိုက်ရတော့ like လေး share လေးနဲ့ကူညီပေးသွားလို့ရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ